ဝေဖန်သူတွေများနေပေမဲ့ပါးနဲ့လုံးနဲ့အကွက်မြင်မှုတွေကြောင့်ဇက်မင်းသားကြီးတွေအချစ်ပိုနေရတဲ့အောင်စပူပရိသတ်ကြီးအလေလုံးနဲ့အထက်ပတက်လေးအောင်စပူကတော့ဇက်မင်းသားကြီးတွေရဲ့အချစ်တော်မင်းသားလေးဖြစ်နေပြန်ပြီနော်မန္တလေးသိန်းစော်ရဲ့သပင်ရွှေရတုပွဲတော်အတွက်အကတိုက်ရင်းနဲ့သပင်ဝါရင်မင်းသားကြီးတွေနဲ့အတူပျော်ပျော်ပါးပါးကားခုန်နေတာကြည်နူးမိပါတယ်အောင်စပူရဲ့စူပါပါဝါကတော့တကယ့်ကိုတပါရင်အရန်တော်တဲ့ပရိသတ်အမာခံမင်းသားကြီးတွေကတောင်လက်ခံရတဲ့အနေအထားမလို့အကွက်ကြိုမြင်ပြီးတော့တကယ်တော်တဲ့သူလေးပါလူမုံများအောင်မနေပဲလူချစ်လူခင်ပေါ်အောင်လဲနေတတ်တယ်။ဝေဖန်သူတွေဘလောက်ပဲရှိရှိအောင်စပူရဲ့အရေးချင်းသိတဲ့ဇက်တပင်မင်းသားကြီးတွေဖြစ်တဲ့နန်းဝင်းမန္တလေးသိန်းစောမိုးဝင်းမိုးမင်းစတဲ့မင်းသားကြီးတွေတောင်မှချစ်ခင်ကြတာအများသိပါပဲနော်။29ရက်နေ့အတွက်ပြဇက်ကားဖို့ဇက်တိုက်နေရဖြစ်ပြီးမင်းသားကြီးတွေနဲ့တူပျော်ပျော်ပါးပါးလေးကခုန်နေတဲ့မြင်ကွင်းကအောင်စပူအတွက်ပျော်ရွှင်မိပါတယ်။အောင်စပူဇက်မှာရှိတဲ့လူရှင်တော်တွေရောဇက်မင်းသမီးတွေအားလုံးကိုရောအကအလှတွေနဲ့ပြန်လည်တွေ့ရတော့မှာမလို့ပရိသတ်တွေကတော့အလွမ်းပြေကြည့်လို့ရပါတယ်။မကြခင်မှာဇက်ပြန်ကားတော့မယ်ဆိုတဲ့အောင်စပူအဖွဲ့ရဲ့ပြောတဲ့နေကြောင်းအောင်စပူဇက်ပွဲကြီးအနေနဲ့ရရက်မှာတွေ့ရတော့မှာပါနော်။ဒီတော့ပရိသတ်ကြီးမင်းသားလေးအောင်စပူနဲ့ဇက်မင်းသားကြီးတွေပေါ်မှာမှတ်ချက်လေးတွေပြောပြခဲ့ကြပါအောင်ရှင်။